The gourd vines are cursing the village. Flee! The great boar attacks! Attacks! The vines are attacking! Run for your lives! Help us! The monsters are destroying everything! ။တရေခိတရာပြည်ကြီးပြတ်သုံးပြီးနောက်ပြည်သူတို့သည်ရုံလွတ်ကျွန်း၌စုယုံကရွာများတည်၍နေထိုင်ခဲ့ကြသည်။တက္ကရာနှစ်19ခုနှစ်တွင်သမုဒ္ဒရမင်းသည်19ရွာကိုအခြေပြု၍ပထမပကံပြည်ကိုထူထောင်တော်မူခဲ့၏။သို့သောဝက်ငှက်ကြားရှုပြန်နှင့်ဘူခါပင်ရန်သူ၅ပါးတို့သည်ပကံပြည်ကို12နှစ်တိုင်နှိပ်စက်ခဲ့ကြသည်ထိုစဉ်အခါတကောင်းမင်းမျိုးနွယ်ဖြစ်သောပြူစောထီမင်းသားသည်လေးတပ်၌အလွန်ထူးချွန်သူအဖြစ်ပေါ်ထွက်လာခဲ့သည်ပြူစောထီသည်ပြည်သူတို့၏ဒုက္ခကိုငြိမ်းအေးစေရန်မိမိလေးများကိုဆွဲကင်ကာရန်သူများကိုနှိမ်နင်းရန်ထွက်ခွာခဲ့၏ရှေးဦးစွာမန်ဖီနေသောဝက်ကြီးကိုတွေ့လျင်ပြူစောထီသည်လေးဖြစ်ပစ်ခတ်၍ရန်သူကိုအောင်မြင်စွာနှိမ်နင်းလိုက်လေသည်။